Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမကိုပထမနှစ်စေးကြောင်းအပ်တာပေါ့နော်မကွေးစေးကြောင်းမှာကြောင်းအပ်တာဘယ်လောက်ကုန်လဲလို့မေးထားတာလေးတွေ့လို့အဲ့မိကွန်းလေးဖြည့်ပေးမှဖြစ်ပါတယ်ကျမအခုပြောမှာကတော့ကြောင်းအပ်တဲ့နေ့မှာပေါ့နော်ကြောင်းသားတိုင်းမဖြစ်မနေပေးရတဲ့ဒီကုန်ကြစိတ်လေးကိုပြောပြပေးတော့မှာပါဒါကဒီစာရွက်လေးတွေကကျမအခုဒီရှီယာ3အကြောင်းအပ်တုံးอ่ะပေါ့နော်ပေးခဲ့ရတဲ့ကုန်ကြစိတ်လေးဖြစ်ပါတယ်အဲ့ဒါကျမတို့အကြောင်းအပ်တော့9လပိုင်းပေါ့နော်9လပိုင်းတော့မအပ်ထားတာအခု17လပိုင်းဆိုတော့ကွာရင်လည်းအရင်ကြီးတော့မကွာတော့သေးဘူးပေါ့နော်ဈေးနှုန်းတွေကခံမှန်းကြည့်လို့ရမယ်လို့ထင်ပါတယ်ဒါလေးကြည့်ပြီးပြပြပေးသွားပါမယ်ရှင်ပထမဆုံးကျောင်းလာကရှိမယ်ပေါ့နော်ကျောင်းအပ်တဲ့နေ့မှာမဖြစ်မနေပေးရတာကျောင်းလာကသူဒီထဲမှာဆိုရင်ကျောင်းဝင်ကြီးကျောင်းလာကတက်ခွဲကန်ကြီးအားကစားကြီးဆိုပြီးအကုန်လုံးပေါင်းထားပြီးသားဟိုမှာ12800ပဲကျပါတယ်12800အဲ့ဒါပေးရတယ်ပြီးတော့အကြောင်းက Wi-Fi ပေးရပေါ့နော်အဲ့တော့ Wi-Fi ကြီးပေါ့ Internet Membership ဆိုပြီးတော့အဲ့ဒါက9000ပေးရပါတယ်အဲ့တစ်နှစ်လုံးစာအတွက်ပေါ့နော်9000ပေးရတယ်ပြီးတော့စာကြည့်လိုက်ကြီးပေါ့နော် Library Membership Library ကြီးက1500ပေးရပါတယ်နောက်ပြီးတော့ဗုဒ္ဓဘာသာအသင်းရန်မုံငွေဆိုပြီးတော့အဲ့ဒါက1000ပေးရပါတယ်ပြီးတော့တကယ်လို့ကိုကចောင်းကားစီးမယ်ဆိုရင်ចောင်းကားကတွင်ရမယ်ចောင်းကားကတစ်လကို2000ခွဲရှိရပေါ့နော်အဲ့ဒါကတစ်နှစ်လုံးစာတစ်ခါရေးတွင်းခဲ့လဲရတယ်အနည်းဆုံး3လစာနေစာပြီးတွင်းလို့ရတယ်ပေါ့နော်ကျမတို့ကဆိုရင်တော့အနည်းဆုံး3လစာနေစာပြီးတွင်းလို့ရတယ်အဲ့တော့ចောင်းကားက2000ခွဲရှိမယ်ပေါ့နော်ចောင်းကားစီးမှာမဟုတ်ဘူးအဆောင်နေမှာဆိုလို့ရှိရင်အဆောင်လားကတစ်လောက်1000ရှိတယ်အဲ့ဒါလည်းအဲ့လိုပဲအနည်းဆုံး3လစာနေစာပြီးတွင်းလို့ရတယ်တစ်နှစ်လုံးစာတစ်ခါရေးတွင်းခဲ့လဲရတယ်အဲ့တော့ចောင်းကားရှိမယ်အဆောင်နေရင်အဆောင်ကားရှိမယ်ပေါ့နော်အဲ့ဒါကတော့အခုပြောသွားတာလေးတွေကတော့ကျောင်းအပ်တဲ့နေ့မှာပေါ့နော်ကျောင်းသားတိုင်းမဖြစ်မနေပေးရတဲ့ကျောင်းအပ်တဲ့နေ့ရဲ့ကုန်ကြစိတ်ပေါ့နော်ကျောင်းအပ်တဲ့ကုန်ကြစိတ်လေးဖြစ်ပါတယ်ပုံနှိပ်စာဘိုးတွေပါကြီးကတော့ကျောင်းအပ်တဲ့နေ့မှာပေါ့နော်တခါတည်းမဝယ်သေးလဲရတယ်နောက်ရက်မှာကိုယ့်ဌာနတွေကိုသွားပြီးတော့တက်ဝယ်လိုက်လို့ရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့အခုမဖြစ်မနေပေးရမယ့်ဒီကျောင်းအပ်တဲ့ကုန်ကြစိတ်ထဲမှာတော့ထည့်မပြောထားပါဘူးရှင်အဲဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်